အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့အရာတိမတ်ဖွယ်ရအကြောင်းအရာလေးတွေကိုအမြဲလိုတင်ဆက်ပေးနေတဲ့စစ်ဘက် YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီကနေ့မှာတော့တွေ့ကြုံလဲများပြီးရင်းချက်တည်ငြိမ်ကြတဲ့မမတွေအနေနဲ့အရန်သဘောကျစိုက်နေတဲ့တာကဘာတွေလဲဆိုတာကိုဘုသူတတူပါစီရန်ပြောပြပေးလိုက်ပါတယ်နော်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေလူကြီးမင်းတို့အနေနဲ့ရင်းချက်တည်ငြိမ်ပြီးအလှအတန်းလဲရက်ရောသဘောလဲကောင်းကြတဲ့မမတွေကိုသဘောကျတယ်ဆိုရင်တတ်တိရှိဖို့လဲလိုသလိုဥဆောင်နိုင်ဖို့လဲလိုပါတယ်နော်ကြည်ရင်မီငယ်ရင်ချီဆိုတဲ့စကားပုံထဲကလိုမျိုးအရာရာကိုသူတို့ကဥဆောင်ရပြီးလူကြီးမင်းတို့ဘက်ကလည်းတတ်တိနေပြီးကြောက်ရွံ့နေမယ်ဆိုရင်တော့ဒီလိုဇလန်းလေးတွေကိုစိတ်ကူးမြင်တာကပိုကောင်းပါတယ်ရှင်ဒီလိုရင်းချက်တည်ငြိမ်တဲ့အရွယ်ကိုရောက်နေကြတဲ့မမတွေဆိုတာနှအိုမျက်နှာကြိုက်ဆိုတဲ့စကားပုံလေးတိုင်းသူတို့ရဲ့အကြိုက်တွေကလူကြီးမင်းတို့ယူဆထားတဲ့အတိုင်းဖြစ်နေရဲဆိုရင်တော့မှတက်တီရှိပြီးဥဆောင်နိုင်ခိုင်းစေတတ်တဲ့ပုရိသတွေကိုမှသဘောကျတတ်ကြတာပဲဖြစ်ပါတယ်နော်ဒီဘက်ကန်းကနေဟိုဘက်ကန်းကိုလီလီနဲ့တတရရအပန်းဖြစ်ရင်သွားရလာရတာကိုသဘောကျနေတဲ့တွေဖြစ်ပြီးတဘာဝရဲ့အလားပါတွေကိုလည်းအစုံလင်တဝါကြီးခန်းစားချင်တတ်ကြတဲ့သူတွေဖြစ်ပါတယ်နော်လူကြီးမင်းတို့ရဲ့အမိန်ပေးစိတ်ခိုင်းတာကိုနာခံချင်ကြတဲ့သူတွေဖြစ်တာကြောင့်လေရေလန်းခီးသွားပြီးရင်တောတောင်ရင်မြေတဘာဝရဲ့အလားတရားတွေကိုခန်းစားတတ်စေဖို့မြင်းလင်းစီးဖို့ကိုလည်းတိုက်တွန်းတတ်ဖို့လိုအပ်ပါတယ်နော်ဒီလိုမျိုးလူကြီးမင်းတို့ကဦးဆောင်ပြီးသူတို့သွားချင်တဲ့နေရာလေးတွေကိုအလိုက်တသိနဲ့လိုက်လံပို့ဆောင်ပေးတာမျိုးကအထင်ကြီးလေးစားမှုလည်းရသလိုကိုကအရာရာမှာပြေဆုံးနေတဲ့သူဖြစ်ကြောင်းကိုလည်းကျညာမောင်းခတ်လိုက်သလိုပါပဲရှင်နားလည်အောင်ပြောရမယ်ဆိုရင်တော့လူကြီးမင်းတို့ကတက်တီရှိပြီးအမိတ်နိုင်တဲ့အောင်လန်သူစစ်သူကြီးတွေဖြစ်ဖို့လိုပါတယ်ရှင်ကိုလိုချင်တာကိုလည်းရဲရဲဝံ့ဝံ့နဲ့တောင်းဆိုအမိန်ပေးနိုင်ဖို့လိုသလိုဘလောက်ပဲလှိုင်းကြီးကြီးမုံတိုင်းထန်ထန်ရိုင်နဲ့မသွားဖို့ကအထူးပါပဲလူကြီးမင်းတို့ကအရာရာမှာကြောက်ရွံ့ပြီးတွန်းဆုံနေမယ်ဆိုရင်တော့မုံတိုင်းထန်တဲ့ဒီပင်လယ်ခီးကိုမဖြတ်တန်းတာကပိုကောင်းပါတယ်ကျမတို့အနေနဲ့ဆိုရင်လည်းအားကိုးမရတဲ့ဒီလိုပုံကိုယ်တွေနဲ့နောက်တစ်ခါခီးချမ်းဖြတ်တန်းဖို့ကိုစိုးရင်ပြီးနောက်ဆုတ်သွားတတ်ကြလို့ပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုစိုက်နှစ်သက်ပြီးသဘောကျတယ်ဆိုရင်လည်းကျမတို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးနဲ့ပြီးအားပေးသွားကြပါအောင်နော်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။